စနိုးဒီနေ့မှာ state စားခြင်းနေရနဲ့အိမ်နာက big C ရချတာမှာအမနဲ့ state သွားစားခဲ့ပါတယ်အဆိုင်ရမီနူးလေးတွေကဈေးလည်းအရင်မကြည့်ဘဲနဲ့စားလို့လည်းအရင်ကောင်းတယ်ဆိုင်ရဲ့နာမည်ကတော့ Eat MR တဲ့ဒီ big C ရချတာရဲ့အောက်ဆုံးအလွှာမှာရှိပါတယ်ညနေတစ်ခါတလေဆိုရင်တော့လူများရဲ့အရှိရခုံလေးမှာစောင့်ရတတ်တယ်ပေါ့နော်ဒီနေ့တော့မစောင့်ခဲ့ရပါဘူးဒါစားရင်ကောင်းတယ်ခေါင်းစားနိုင်တယ်ဒီနေ့ကိုပိုင်လေးရှင်းဟာစားမလားဒါမှမဟုတ်ချူပါစားမှာအခုတော့အကြာကြီးမီနူးရွေးပြီးသွားတဲ့ခါမှာတော့စပြီးတော့မှာပါပြီအမရေဒါလေးယူမယ်ဒီဟာလေးတစ်ခုဟိုဟာလေးတစ်ခုမှာလို့ပြီးပါပြီအေးရတော့အရင်အမက ice coffee နဲ့စနိုးကတော့ fruit punch လေးမှာထားတယ်ပေါ့နော်စနိုးကတော့ဒီဆိုင်မှာ steak လာဆိုင်အေးပြီးအောင်လို့ fruit punch ပဲတောက်တာများတယ်မုံဆောင်နေနဲ့အမနဲ့ဘာပြောနေမှတော့မသိဘူးပေါ့နော်အားရပါရပြောနေပါတယ်မုံရောက်လာတာနဲ့အရန်ပြော့သွားပါပြီဘိုက်လေစာနေရနဲ့စနိုးကတော့ဒီ fish နဲ့ chicken နဲ့ပါတဲ့ combination set လေးမှာထားတယ်ငရုတ်ကောင်းစားတာအရန်ကြိုက်တာနဲ့ငရုတ်ကောင်းကိုဖွင့်လိုက်တဲ့အခါမှာကောင်းတယ်လှစားလေးဟဲ့တော့မောနေမကြရင်ငါနာချီတော့မတော်လိုက်ပါတော့ငရုတ်ကောင်းအရန်ကြိုက်နေပါနေရာတိုင်းမှာငရုတ်ကောင်းရှိရတယ်နင်ကလည်းအကြိုက်မတူတူနေဖို့မဖြစ်နိုင်ဘူးစားလို့ပြီးပြီဆိုတော့မင်းကလေးရဲ့တဘာဝအတိုင်းနှကန်းကြီးပြန်ဆိုးပါတယ်။ည10နာရီလောက်လည်းရှိပြီဆိုတော့တစ်ဆိုင်လုံးမှာတော့စနိုးတို့ဝိုင်းမဲ့ချမ်းတော့တယ်ပေါ့နော်။စားပြီးရင်လည်းနှကန်းကြီးလေးနဲ့လှနေရမယ်လေ။အဲ့တော့စားပြီးလဲတ िश ူးနဲ့တုပ်ပြီးရင်နှကန်းကြီးလေးပြန်ဆိုး။အပြင်ကိုစိုးနေပါတယ်။အမားကိုလှလာလို့လမ်းမရတာအမော။စားပြီးပြီဆိုတော့ဖေရှင်းရတော့မှာပေါ့နော်။900တဲ့။ဟုတ်ပါဘူး။ဟုတ်ပါတယ်ခဏလေးတိုတယ်လေး88ဘတ်ပဲကြာခဲ့တယ်အမရောစနိုးရောကိုပါနေ80စားတာကိုမှအမကိုဗီဒီယိုလိုက်ရိုက်ပြီးမုတ်လိုက်ဝယ်ကြည့်မယ်လို့ပြောပြီးတော့ခေါ်လာတာမလို့စနိုးရှင်းလိုက်ပါတယ်နေငါရွယ်ပဲကြံတော့ဆိုင်ထဲမှာ